ဟုတ်ကဲ့မင်္ဂလာပါဒါကတော့ DDF sticker ပဲဖြစ်ပါတယ် DDF sticker ကတော့ကိုယ့်ရဲ့ logo တွေကိုယ့်ရဲ့ design တွေကိုအခုလိုမျိုးခွက်တွေရေဘူးတွေစာအုပ်တွေနေရာတော်တော်များများမှာအလွယ်တကူ logo အဖြစ်ခွာကပ်ပြီးတော့အသုံးပြုနိုင်တဲ့ sticker တစ်မျိုးပဲဖြစ်ပါတယ်ရေဆိုလဲခံနေခွာကပ်ရတာလဲလွယ်ကူတယ်ကျွန်တော်တို့ဒါမျိုး sticker တွေကိုမှာယူခြင်းနဲ့ဆိုရင် A3 တစ်ချက်ကနေစပြီးတော့မှာယူနိုင်မှာပဲဖြစ်ပါတယ်အခုလိုမျိုးဘောလုံးသင်း sticker တွေလိုချင်နေဆိုရင် A3 site ထဲမှာကျွန်တော်တို့အနေနဲ့ site 3-4မျိုးလောက်ထည့်ပြီးတော့စီထားပေးတာပဲဖြစ်ပါတယ်။ဒါမျိုး sticker တွေမှယူချင်နေဆိုရင် A3 site ကနေစပြီးတော့မှယူနိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ကိုလိုချင်တဲ့သင်းတွေရဲ့ logo တွေကိုမှယူနိုင်တယ်လို့ကိုလိုချင်တဲ့ design တွေပုံစံတွေကိုလည်း A3 site ထဲမှာထည့်ပြီးတော့လိုချင်တဲ့ size ကိုမှာယူနိုင်မှာပဲဖြစ်ပါတယ်ဒါမျိုး sticker တစ်ချက်ကိုမှကျွန်တော်တို့2000ကျပ်ဖြင့်တစ်ချက်ကနေစတင်ပြီးတော့လူချင်းတို့အနေနဲ့မှာယူနိုင်မှာပဲဖြစ်ပါတယ်